လာအိုယူဆက်ခွန်ကိုလုံးဝ short တက်လို့မရဘူးဆိုတဲ့အကြောင်းအရာကိုကျွန်တော်မနေ့ကဗီဒီယိုမှာပဲပြောခဲ့တယ်အဲ့အတိုင်းပါပဲကျွန်တော်တို့မနေ့ကကန်ခဲ့တဲ့ဖိလစ်ပိုင်နဲ့လာအိုပွဲစဉ်မှာလာအိုအသင်းက4-3နဲ့ကျွန်တော်တို့ထိုက်တန်အနိုင်ရရှိသွားတယ်ပေါ့နော်အခုဆိုရင်တော့လာအိုကကျွန်တော်တို့မြန်မာအသင်းနဲ့ကန်တဲ့1မှတ်ရတယ်ဖိလစ်ပိုင်နဲ့ကန်တဲ့နောက်3မှတ်ရတယ်ပေါ့နော်အခုလာအိုကကျွန်တော်တို့4မှတ်ရပြီးတော့ကျွန်တော်တို့ရဲ့အုပ်စု B ကိုဥဆောင်နေပြီဖြစ်တယ်ပေါ့နော်အနည်းကဖိလစ်ပိုင်နဲ့ကန်တဲ့ပွဲမှာလာအိုအသင်းကတော်တော်လေးကောင်းတယ်ဗျဘာလို့ဆိုတော့သူတို့ပွဲဆက်စားခြင်းမှာဂိုးရရှိခဲ့တယ်ပြီးွားရင်သူတို့အပြန်အလှန်သွင်းဂိုးတွေသွင်းတယ်လာအိုရဲ့ဒီတဲကန်မော်တွေကလည်းကြောက်ဖို့ကောင်းတယ်ပေါ့နော်ပြီးတော့လာအိုမှာတစ်ချက်သတိထားမှာကကျွန်တော်နံပါတ်6ပေါ့နံပါတ်6ကတိုးချင်းကြော်ဖြတ်မှုတွေလည်းကောင်းတယ်သူ့ရဲ့ဒီ skill ဘိုင်းပေါ့နော်သူ့ရဲ့ဒီဘောလုံးအမြင်တွေကလည်းအရင်ကောင်းတယ်ဗျလာအိုကနံပါတ်9ကတော့တော်တော်လေးထူးခြားတယ်ဗျမနေ့ကကျွန်တော် highlight တွေလည်းတစ်ချက်ပြန်ကြည့်လိုက်ရတယ်ဗျလာအိုအသင်းကကျွန်တော်တို့မြန်မာအသင်းနဲ့ကန်ခဲ့တဲ့ပွဲမှာကျွန်တော်တို့တစ်ဖက်ကိုစီးစီးပေါ့တည်ကြခဲ့တယ်အဲ့ပွဲမှာကျွန်တော်တို့မြန်မာပြည်သက်အများစုထင်တာပေါ့နော်မြန်မာအသင်းကလာအိုတော့မနိုင်တော့ဘူးလားဆိုတဲ့မေးခွန်းတွေပေါ့အဲ့လိုမျိုးမေးခွန်းတွေထုတ်စရာတွေများခဲ့တယ်ပေါ့ထုတ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ဗီဒီယိုရှေ့ရဗီဒီယိုမှာပြောခဲ့တယ်လာအိုအသင်းကကျွန်တော်တို့စနစ်တကျပြင်ဆင်ထားတဲ့အသင်းဖြစ်တာရဲ့ပြီးတော့သူ့ကို short ထွက်လို့လုံးဝမရဘူးပေါ့နော်ပို့ရင်တော့လာအိုကအိမ်ဖြစ်တတ်တာပေါ့အဲ့လိုပုံစံမျိုးလုံးဝမဟုတ်တော့ဘူးခုနောက်ပိုင်းလာအိုတို့ကမ္ဘောဒီးယားတို့ကျွန်တော်တို့အရှေ့တီမောတို့အရန်တိုးတက်နေတဲ့အသင်းဖြစ်တယ်ပေါ့နော်သူတို့ကလူငယ်စီမံကိန်းတွေရရင်စပြီးတော့စနစ်တကျပြင်ဆင်မှုတွေပြုလုပ်နေတဲ့အသင်းပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဗျပြီးတော့ရင်ကျွန်တော်တင်ဆက်ခဲ့တဲ့လိုမျိုးပဲလာအိုအသင်းကသူနောက်ပိုင်းကန်ခဲ့တဲ့ပွဲတွေမှာသူဘယ်လိုမျိုးအခြေအနေတွေရှိမလဲဆိုရင်သူအသင်းကြီးတွေနဲ့တွေ့တာတွေရှိမယ်ဥပမာသူရီမင်လိုအသင်းမျိုးတွေတွေ့မယ်ကာဂျစတန်တွေနဲ့တွေ့မယ်ဒါပေမဲ့သူရှုံးတော့ရှုံးနိုင်ခဲ့တယ်ဂိုးပြတ်ရှုံးနေတာမျိုးမဟုတ်ဘူးဗျသူ့အနေနဲ့ဂိုးပြန်သွင်းခဲ့ရတဲ့သွင်းနိုင်ခဲ့တဲ့ပုံစံမျိုးတွေရှိတယ်ပေါ့အဲကြောင့်မလို့ကျွန်တော်တို့လာအိုအသင်းကိုကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ့်အနေအထားတော့ရှိတယ်ခင်ဗျအုပ်စုနောက်ဆုံးပွဲတွေကိုတော့ကျွန်တော်တို့ April 18 ရက်နေ့မှာကန်သွားမှာဖြစ်တယ်ဗျကျွန်တော်တစ်ချိန်တန်းကန်သွားမှာဖြစ်တယ်ကျွန်တော်ညနေ3 နာရီမှာမြန်မာဖိလစ်ပိုင်ပွဲရှိမယ်ထိုင်းလာအိုပွဲရှိမယ်ပေါ့နော်ဒီပွဲစဉ်တွေကနောက်တစ်ဆင့်တက်ဖို့အတွက်အရေးပါတဲ့ပွဲစဉ်တွေဖြစ်သွားပြီအဓိကအဖြစ်မြန်မာကဖိလစ်ပိုင်ကိုနိုင်ပြီဆိုတာနဲ့ကျွန်တော်နောက်တစ်ဆင့်ကိုတက်ဖို့တေချာတဲ့လောက်ဖြစ်သွားပါပြီထိုင်းနဲ့လာအိုပွဲကိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့နော်အဲ့အချိန်မှာဒီပြည်သက်တွေမိကုန်းထုတ်เสียဖြစ်ခဲ့တယ်လာအိုအသင်းကတကယ်ရောကောင်းလာပေါ့ထိုင်းအသင်းနဲ့ဘယ်လိုမျိုးရင်ဆိုင်သွားမလဲအဲ့ဒါလေးကိုကျွန်တော်တစ်ချက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်အခုဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းဘောလုံးကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ MN Go Sport TikTok Channel YouTube Channel တို့ကို Subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲပျော်ရွှင်စရာတကြံကာလလေးကိုပိုင်ဆိုင်နိုင်ပါသေးခင်ဗျာ